ဝေနာဆုရှင်ကြီးအဲ့တော့သမီးဘလောက်တောင်ရင်ထဲမှာပီတိတွေဖြစ်ပြီးခံစားနေရမလဲဆိုတာပြိသက်တွေနဲ့တို့လည်းမြင်နေရတယ်ရှင်ထဲကစကားလေးတွေပြိသက်ကိုနော်ဖွင့်ရပေးပါဦးပထမဦးစွာငယ်ငယ်လေးတွေကနေဆူတောင်းခဲ့တဲ့ဆူတောင်းတန်တွေကိုနားရောက်နေအဖယာဝေကိုယေရှုများကြီးတင်ပါတယ်ဟာလေလုယာဝေပြီးတော့ဒီပြန်ဝဲဆောက်ဝင်ကြတဲ့ကနေဒီပြန်ဝဲဝင်တော့ကတော့မိဘကိုကြိုပြီးတော့မပြောဘူးပေါ့နော်ဒီတိုင်းပဲညီမစိတ်ထင်ရလှုပ်တက်တဲ့ထဲမှာပါတယ်မိဘနှစ်ဖာကွဲကွာသွားတယ်ဆိုပေမဲ့အဝေးတနေရနေအမြဲတမ်းမိဘနှစ်ပါအမြဲတမ်းဆူတောင်းပေးတယ်အမြဲတမ်းစိတ်ကောင်းထားဖို့အမြဲတမ်းဆုံးမပေးတယ်စိတ်တကြံ့ခံရောအမြဲတမ်းအားပေးတယ်မိဘကိုကျေးဇူးများတင်ပါတယ်အခုချိန်လောက်ဆိုရှေ့မှာလည်းအမေရှိပါတယ်အမေကိုလည်းကျေးဇူးများတင်ပါတယ်အခုချိန်မှာသိမိတာကတော့တဲ့အိမ်ဆောင်လေးမှာနေနေတယ်အဖေရန်ပြောနေမှာပဲဆိုပြီးတော့အဖေတော့လေအဖေတော့ဂုဏ်ယူရတဲ့သမီးဖြစ်အောင်သမီးစ조사ခဲ့တဲ့အဖေလည်းဂုဏ်ယူနေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ပြီးရင်ဒီပြန်ပွဲစောင့်ရတဲ့စပြီးတော့သမီးတို့ဇုံမီလူမျိုးတွေကိုကျေးဇူးများတင်ပါတယ်ပြီးတော့တခြားဖလမ်ဟာခါဒီတေတခြားတိုင်းရင်းသားတွေအားလုံးအပေးကြတဲ့လည်းကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ပြီးတော့တိုင်လူကြီး3ယောက်လည်းကျေးဇူးများတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်တွေကပြောတယ်တိုင်လူကြီး3ယောက်ကလည်းလကို comment ပေးလိုအပ်ချက်တွေရန်ပြောတဲ့အတိုင်းပဲသမီးအရန်ကျင်နေတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်လူကြီးဆိုတော့လိုအပ်ချက်ပြောပြီးဖြည့်ပြီးမှသမီးတို့အဲ့ဒီပြောတဲ့ပုံမှာပညာယူပြီးတော့ပြန်ပြီးတော့ပြင်ဆင်ခွင့်ရတယ်တိုင်လူကြီးမင်းတွေပြောတဲ့ comment တွေကိုသမီးသစင်မီသစင်စ조사တယ်သစင်မီသစင်လိုအပ်တဲ့နေရာတွေမှာဖြည့်တယ်အဲ့ comment တွေကိုကောင်းတယ်ဆိုတာထက်ပိုကောင်းလာတယ်ဆိုတဲ့ comment တွေရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။သမီးရဲ့စ조사မှုတွေကိုအတိမတ်ပြုတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပြီးတော့ guide လုပ်ပေးတဲ့ဆမထရေစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ musician တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီလူငယ်တွေကိုမြေတောင်မြောက်ပေးတဲ့ founder ရဲ့တာဝန်ရှိသူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ထိုက်တဲ့သူအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Okay